ready to wear design လေးကိုပြပေးထားပြီเนาะသူအရင်ဆုံးအရှည်လေးဆွဲမယ်အရှည်က23လက်မလေးထားလိုက်မယ်ပြီးတော့ရှယ်အင်ကြီးလိုမျိုးရှေ့မှာ1လက်မကျယ်သီးစာလေးထွက်မယ်ကိုတိုင်းနေယူမယ်ဆိုရင်ဒီ1လက်မဆွဲထားတဲ့မြင်းအမဲကနေပဲအတွင်းထဲကိုယူမယ်เนาะဒီအစုံကနေမယူနဲ့ပခုံးယူမယ်အောက်ကိုပခုံးမြင်းချဖို့အတွက်မှတ်မယ်လေပင်အကျယ်လိုသလောက်ယူပခုံးမြင်းဆောင်လေးဆွဲပခုံးထိပ်ကနေပြီးခြေတို့ဂျိုင်းမှတ်မယ်ပြီးရင်ပခုံးဟိုလေပင်ထိပ်ကနေပြီးတော့ခါ15လက်မခွဲလေးမှတ်ထားလိုက်ဒါခါမြင်းပေါ့အဲ့တော့ခုနကဂျိုင်းအကျနေရာမှာရင်အတိုင်းလေးကိုဆွဲမယ်ပြီးခါကကြတော့အပွားဖြစ်တဲ့အတွက်ရင်ထက်ကိုသူက၄စိတ်ပဲအတွင်းထဲကိုဝင်လိုက်ခါအတိုင်းမလို့တင်ကကြတော့ zero ready to wear ဆွဲထားတဲ့အတိုင်းတိုင်းကိုတင်လေးသွားပြီးရင်ရယ်ခါရယ်တင်ရယ်အမှတ်တွေကိုဆက်လိုက်မယ် ready to wear ကိုတိုင်းဘယ်လိုတွက်လဲဆိုတာတစ်ချက်ပထမပညာဌာနဒီမှာပြပြီးသားเนาะအောက်ဘက်ကို၄စိတ်လေးဝိုက်လိုက်မယ်နောက်ဂျိုင်းဆွဲမယ်ပခုံးဆုံးကနေပြီးတော့ရင်မြင်းပေါ်ကိုမြင်းမက်လေးဆွဲမယ်အဲ့မြင်းကိုခြေတို့တဝက်ဝက်လိုက်မယ်အပွားတယ်ဖြစ်တဲ့အတွက်အတွင်းကို၄စိတ်ပဲဝင်မယ်เนาะအဲ့အမှတ်ကလေးတွေလိုက်ပြီးဆက်လိုက်ရင်ဂျိုင်းလေးရပြီအဲ့တော့လေဘင်းကိုကြတော့ကိုကလိုသလောက်အကြချမယ်ဘေးကိုလည်းလိုသလောက်ကျဲပြီးကျတို့လေဘင်းမှာသူကလေဘင်းကိုအလှကုတ်ပေးထားတယ်အဲ့အပြားလေးတက်လက်မလည်းရတယ်တက်လက်မခွဲလည်းရတယ်เนาะကိုလိုသလောက်အကျယ်ယူပြီးအခုပုံမှန်ပြထားတဲ့အတိုင်းလေးဆွဲလိုက်ဟိုကျယ်သီးစာအစွန်းအထိကိုယူလိုက်เนาะအဲ့ဒါလေးကညှက်ထုတ်ရမယ်သူ့တက်ပြီးတော့မှပြန်တွဲကြမယ်အဲ့တော့ကြံတဲ့ပခုံးကိုတဝက်လေးမှတ်လိုက်ဘာဖြစ်လို့ဆိုရင်ဖြတ်ဆက်အတွက်အဲ့နော်အဲ့လေဘင်းထိတ်ကနေပြီးတော့အောက်ကိုကြတော့12လက်မခွဲ73လက်မအထိယူနောက်ပြီးတော့ခုနပခုံးကိုတဝက်မှတ်ထားတယ်အဲ့ပခုံးတဝက်ကနေအောက်ကိုမြင်းမက်လေးဆွဲလိုက်ဆွဲပြီးတော့အတွင်းထဲကိုအဲ့မြင်းမက်နေရာမှာတလက်မခွဲပြန်ရိုင်လိုက်ရင်ဖြတ်ဆက်လေးပစားပုံဆွဲဖို့နော်အဲ့တော့တလက်မခွဲပြန်ရိုင်ထားတာနဲ့ဟိုပခုံးတဝက်မှတ်ထားတာလေးနဲ့ကိုဆက်မယ်ပြီးရင်ခြေတို့ပစားပုံစံဝေါ်ဝိုက်ကလေးဆွဲလိုက်မယ်အဲ့ဒါလေးကကိုအဆင်ပြေသလိုလေးဆွဲရတယ်နော်အဲ့တော့ဆွဲဖြတ်ထုတ်တာကတော့ကျဲသီးစာတီဖြတ်ထုတ်ရမယ်ဒါပေမဲ့ဆွဲတာကကြတော့ကျဲသီးစာအစွန်းတီမဆွဲတာကိုဘာကြောင့်လဲဆိုတော့ရှုံတုံလေးလုပ်ပေးမှာမို့လို့เนาะရှုံတုံကိုကျဲသီးစာနေရာမှာပါသွားပြီးတော့ခွဲထုတ်ပြီးမှာဆိုလို့အပြင်တီမဆွဲဘူးဒါပေမဲ့ဖြတ်ထုတ်တာအကုန်လုံးဖြတ်ထုတ်မှာเนาะဒါအတွန်းထည့်မဲ့နေရာလေးအဲ့တော့နေရာကျန်စလောက်ကိုအတွန်းလေးကိုကြည့်လောက်အောင်လေးထည့်ပြီးရင်အပေါ်ဘက်တွေကိုဖြတ်ထုတ်မယ်ဒါအပေါ်ရင်လေးကိုဖြတ်ထုတ်တာပြီးရင်လေပင်ကုတ်စာလေးကိုဖြတ်ထုတ်မယ်ဒါ ready to wear အပွားဖြစ်တဲ့အတွက်ကြောင့်မလို့ fitting 20နဲ့မတူဘူးเนาะအဲ့တော့အောက်ချမ်းကိုဖြတ်ထုတ်ပြီးရင်ခြေတို့ဘာလုပ်ရမလဲဆိုတော့ဖြတ်ဆက်နေရအတွက်ကိုခုနကတော့အတွန့်ယာယီလေးပြထားတယ်အဲ့နေရာလေးမှာခွဲကားလေးလုပ်မယ်နေရာလေးမှာအဲ့ဒါဆို3ခုရောက်သွားပြီအဲ့အတွန့်နေရာလေးမှာဘာလုပ်ရမလဲဆိုတော့နေရာလေးမှာရှိတာလေးကိုမျှပြီးတော့မြင်းလေးကိုတက်ရဲလေးဆွဲမယ်เนาะဒီမှာ၄တုံလေး၄နေရာလေးကိုခွဲကားလုပ်ထားတယ်ခွဲကားထုံးစံအတွန်းထက်မဲ့နေရာလေးကိုညှက်ထုတ်မယ်ဟိုးအောက်တဆုံးတီကိုမညှက်ဘူးเนาะနေရာလေးနည်းနည်းလေးခြံတာအကုန်လုံးအစိမ့်စိမ့်ပေါ်မှာဖြစ်သွားမှာဆိုလို့အဲ့တော့အခုတိုင်းညှက်မယ်ညှက်ပြီးတော့အတွန်းအတွက်ကိုတစ်ချက်တို့ကားပြီးတော့ထုတ်မယ်အဲ့တော့ကားတဲ့နေရာမှာဘယ်လောက်လုပ်မလဲဆိုတော့ဒီအတွန်းလေးကအကားလေး6စိတ်စီပဲထားလိုက်မယ်ရှုံတွန်းရောင်လေးပေါ့เนาะအဲ့လေးကိုစက်ကူပေါ်မှာတင်ပြီးတော့ပတ်တန်ထပ်ပွားဒါမှမဟုတ်လေပိတ်စာပေါ်မှာတစ်ခါတည်းထပ်တင်လိုက်ပေါ့နော်ပိတ်စာပေါ်မှာတစ်ခါတည်းထပ်တင်ညက်တစ်ခုလိုတာခွဲကားဖြစ်တဲ့အတွက်ချုပ်စာတွေမမေ့ပါနဲ့နော်ပြီးရင်လက်ညက်မယ်လက်ကိုကြတော့ခြေတော့လက်ဖောင်းပတ်တန်အတိုင်းပဲသွားမယ်လက်ဖောင်းပတ်တန်တိုင်းသွားမယ်သူကအခုဒီမှာပုံမှန်မြင်ထားတဲ့ဆိုလက်ရှည်15လက်မလောက်ရှိတယ်အဲ့တော့လက်ဖောင်းဆိုတဲ့အတွက်ကြောင့်မလို့သူ့ကိုအဖောင်းစာနဲ့18လက်မယူထားလိုက်မယ်ဒါကကိုယ့်ရဲ့လက်အသက်တင်ပေါ့နော်အဲ့တော့လက်ဖောင်းအတိုင်းလေးဆွဲမယ်လက်အရှိလေးရပြီဒီလက်ဝလေးမှာဒီချေတို့ဘာထည့်ရမလဲဆိုတော့ရှုံတုံလေးထည့်မယ်အဲ့လက်ဝကိုဒဲပဲယူထားလိုက်တယ်နော်အဲ့ဒါရှုံတုံပုံစံဒီလိုမျိုးလေးတွန်းလိုက်မယ်ဆိုအတွန်းလေးရမယ်နော်ပြီးရင်ချေတို့လက်ဝကုတ်တဲ့တလက်မအပြားလေးကိုညှက်မယ်လက်ဝမှာသူကတလက်မအပြားလေးနဲ့ကုတ်ပေးထားတယ်အဲ့တလက်မအပြားလေးကကြတော့အရှိကဘယ်လောက်မျိုးဆိုလက်ပတ်လေက10လက်မရှိရဆိုရင်12လက်မယူလိုက်ချုပ်စာတော့4စိတ်ပဲဒါပေမဲ့ခြေတို့ကကျဲသီးပေါက်နဲ့ဆိုထပ်စာပါတဲ့အတွက်ကြောင့်12လက်မတစ်ခါတည်းပုံမှန်အင်ကြီးတွေမှာညှက်တယ်လို့ပဲပေါ့နော်တစ်ဖက်တစ်လက်မစီပို့ပြီးတော့ယူလိုက်မယ်တစ်လက်မပြအရှိက12လက်မပေါ့နော်2လက်မပို့ယူလိုက်ပုံမှန်လက်မထက်ကိုအဲ့လိုမျိုးလေးပြောတာနော်အဲ့တော့ဒါဆိုရင်လက်ကလေးကဒါလက်ဖောင်းနေရလက်ဖောင်းထည့်မယ်လက်ဝမှာရှုံတွန့်ထည့်မယ်ဒါဆိုရင်လက်ကလေးရပြီနော်အားလုံးပဲအဆင်ပြေကြပါစေ။